လူသားတိုင်းရဲ့နှလုံးစိတ်ဝမ်းအေးချမ်းမှုပေးစွမ်းနိုင်တဲ့တရားတွေဆုံးမလေးတာဖြစ်တယ်ဘုရားရှင်ကိုယ်တိုင်ကဗုဒ္ဓသောဘဂဝါဘောရာယဓမ္မံဒေသေတိမြတ်စွာဘုရားပေါ်မှာယုံကြည်ချက်ရှိကြတယ်တကယ်ကိုလေးလေးမြတ်မြတ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုမြတ်လို့ကိုးကွယ်ကြတယ်ယန္တာအရှင်မြတ်တွေလိုနှလုံးသွင်းတယ်လဲဆိုသောဘဂဝါထိုမြတ်စွာဘုရားသည်ဗုဒ္ဓမိမိကိုယ်တိုင်ကသစ္စာလေးပါးကိုသိရှိနားလည်ပြီးဖြစ်၍မောရယတရားတွေသစ္စာလေးပါးတရားအမှန်တရားကိုသိရှိနားလည်ဖို့ရအတွက်ဓမ္မတရားကိုဒေသေတိဟောပြောတော်မူတာဖြစ်တယ်။အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားဟာအမှန်တရားကိုသိရှိဖို့အတွက်လည်းအထောက်အကူဖြစ်တယ်လို့ဆိုလောကမှာအမှန်မသိသည့်အတွက်ကြောင့်လမ်းလွဲပြီးဆင်းရဲဒုက္ခရောက်နေချာများစွာရှိမှန်တရားသိခြင်းလို့မရနိုင်ကြဘူးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းယုံကြည်ချက်နဲ့လိုက်နာကြမယ်ဆိုလို့ရှိရင်မင်္ဂနဲ့လမ်းကြောင်းပေါ်ရောက်သွားမှာထို့တူပဲဒန္တောသောဘဂဝါဓမ္မထာယဓမ္မံဒေသေတိသောဘဂဝါဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဘုရားဟာဒန္တောမိမိကိုယ်တိုင်ကတကယ်ကိုယဉ်ကျေးတဲ့စိတ်နှလုံးရှိပြီးဓမ္မထာယတရားတွေကိုလည်းယဉ်ကျေးဖို့အတွက်ဓမ္မံဒေသေတိတရားဟောပြောတော်မူတာဖြစ်တယ်ဆိုလိုတာကမြတ်စွာဘုရားရဲ့အဆုံးအမကိုနားလဲရတဲ့ပုဂ္ဂိုလ်တွေဟာရိုင်းသူတွေယဉ်ကျေးသွားဒီလိုဆိုကာယကံမှုဝစီကံမှုမနောကံမှုလို့ဆိုရင်ရိုင်းပြနေမှုတွေဟာမြတ်စွာဘုရားရဲ့တရားနားလဲကြားလိုက်တာနဲ့ယဉ်ကျေးသွားကြရိုင်းဆိုင်တဲ့အနေအထားတွေပျောက်သွားကြတယ်ဆိုပါစို့အလဝကဗီလူကြီးတို့လွန်ချမ်းတဲ့စိတ်ချမ်းကိုယ်ချမ်းခက်ထန်တဲ့ပုဂ္ဂိုလ်တွေဟာလည်းမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုယဉ်တဲ့နှလုံးထဲရောက်သွားတာနဲ့ဟာယဉ်ကျေးသွားနာလာဂိရိဆင်ကြီးလို့အရက်ကုန်းမောင်းတိုက်ပြီးတော့မြတ်စွာဘုရားရှိရာလွှတ်လိုက်တယ်နာလာဂိရိဆင်ကြီးဟာလေမြတ်စွာဘုရားနဲ့တွေ့တဲ့အခါယဉ်ကျေးသွားတယ်အဲ့ဒီလိုလောကရိုင်းဆိုင်တဲ့ပုဂ္ဂိုလ်ယဉ်ကျေးမှုပေးနိုင်တာမြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်အင်္ဂုလိမာလလို့ကဘာကျော်လူသက်သမားကြီးဟာအဗ္ဗဓမ္မနှိမ့်မြင်ရခက်လို့တိုင်းပြည်အုပ်ချုပ်တဲ့ကောသလဘုရင်ကြီးကတောင်စိုးရွံ့ရတဲ့ကြောက်ရွံ့ရတဲ့ဘုရင်အာဏာတောင်ချင်းချောက်လာတဲ့အင်္ဂုလိမာလလူဆိုးကြီးကိုတောင်မြတ်စွာဘုရားရဲ့စကားတခွန်းကလိမ္မာယဉ်ကျေးသွားစေမြတ်စွာဘုရားကိုဓာတ်ထမ်းပြီးလိုက်တဲ့အခါနောက်ကနေပြီးမှီအောင်မလိုက်နိုင်တဲ့အတွက်ဟေးယဟန်ရက်လိုက်လို့អော်လိုက်တဲ့အချိန်မြတ်စွာဘုရားငါကရက်နေတာပါမင်းမဲ့ရက်ဖို့လိုပါတယ်ဒီစကားလေးတစ်ခေါက်ကသူ့ဘဝကိုပြောင်းလဲသွားစေတာဖြစ်တယ်မြတ်စွာဘုရားကငါရက်ထားတယ်မင်းရက်ဖို့လိုတယ်လို့ပြောလိုက်တဲ့စကားဟာသူ့ရင်ထဲမှာထိသွားတဲ့စကားလုံးဖြစ်တယ်ဒီအဓိပ္ပာယ်ကိုသူဟာသိကျင်တဲ့စိတ်တွေကနှိုးဆွမ်းလို့ဘုရားကိုမေးလျောက်တဲ့အခါမင်းဟာသူများအသက်တွေတတ်ပြီးမကောင်းမှုအကုသိုလ်တွေကိုမင်းမရပ်သေးဘူးငါကဒါတွေမလုပ်တော့ဘူးရပ်သွားပြီမကောင်းမှုအကုသိုလ်လုပ်တာငါရပ်လိုက်ပြီအဲ့ဒါကိုကြည်ပဲပြီးပြောတာမင်းရပ်ဖို့လိုတယ်ငါရပ်ပြီးနေပြီဆိုတဲ့စကားတစ်ခုဟာသူ့ရင်ထဲနှလုံးထဲရောက်ထိသွားအလွန်ချမ်းသာရဆက်တဲ့အင်္ဂုလိမာလလို့လူဆိုးကြီးတောင်လိမ္မာရင်ကြည်သွားတယ်ဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားသူဆိုတယ်တန်တောသောဘဂဝါသမထာယဓမ္မံဒေသေတိသောဘဂဝါထိုမြတ်စွာဘုရားဟာတန်တောမိမိရဲ့စိတ်နှလုံးကအလွန်အေးချမ်းသည်ဖြစ်ပြီးသမထာယနှလုံးစိတ်ဝမ်းအေးချမ်းဖို့အတွက်ဓမ္မဒေသေတိတရားဓမ္မဟောပြောတာဖြစ်မြတ်စွာဘုရားတရားနာလဲရတဲ့အခါစလုံးစိတ်တွေအေးချမ်းသွားစိတ်နှလုံးတွေအေးချမ်းသွားပဒါစာရာတို့လိုပဒါစာရီတို့လိုတောကကြောင့်ရှင်ထဲမှာပူပြီးတော့အယူမဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့တရားသံလေးကြားလိုက်တာနဲ့အဆုံးအမစကားလေးသိလိုက်ရတာနဲ့သူ့ရဲ့အပူတွေဟာအလုံးငြိမ်းသွားအဲ့ဒါလို့တဏှတိအမကြီးပူပင်တောကရောက်နေတဲ့အချိန်မြတ်စွာဘုရားရဲ့ဆုံးမစကားလေးတစ်လုံးကြားလိုက်တာနဲ့သူ့ရင်ထဲမှာအေးချမ်းသွားအပူတွေကိုဖယ်ရှားသွားတယ်အဲ့တော့မြတ်စွာဘုရားဟောကြားတဲ့စကားတော်ဟာ
နှလုံးစိတ်ဝမ်းအေးချမ်းစေဒီကနေ့ကဘာမှာလူတွေဟာတောကလို့ဆိုရရှင်ထဲမှာစိုးရိမ်စိတ်တွေနဲ့ stress လို့ခေါ်တယ်စိတ်ဖိစီးမှုတွေအလွန်များပြားကြတယ်စီဝါဥစ္စာတိုးတက်လို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းစိတ်ဖိစီးမှုတန်းတွေခံကြအထူးသဖြင့်ဘုရားဘာသာဝင်မဟုတ်တဲ့နိုင်ငံတွေမှာမြတ်စွာဘုရားရဲ့အဆုံးအမကိုမရတဲ့နိုင်ငံတွေစိတ်ဖိစီးမှုတွေလွန်များတယ်ဒါကြောင့်မို့သူတို့နိုင်ငံတွေမှာဘယ်သူတွေအလုပ်ဖြစ်နေတော့ဆို psychiatrist တို့ psychotherapist တို့ဆိုတဲ့စိတ်ဖိစီးမှုကိုဖြေပြောက်ပေးနိုင်မဲ့ဆရာဝန်တွေဟာများစွာအလုပ်ဖြစ်တယ်။အားကြောင့်စိတ်ဖိစီးတဲ့ပုဂ္ဂိုလ်တွေများမြန်မာနိုင်ငံမှာစိတ်ဖိစီးတဲ့ပုဂ္ဂိုလ်ဆိုအတော်နည်းတယ်မရှိဘူးလို့ဆိုလိုတာတော့မဟုတ်ဘူး။မြတ်စွာဘုရားရဲ့တရားတော်ကိုနှလုံးသွင်းလိုက်လို့ရှိရင်စိတ်ဖိစီးမှုတွေအကျော်ပါတော့ stress လို့ခေါ်တဲ့စိတ်နှလုံးဖိစီးမှုဟာရာခိုင်နှုန်းနဲ့တွက်ကြည့်မယ်ဆိုမြန်မာနိုင်ငံမှာအလွန်နည်းပြီးတခြားနိုင်ငံတွေမှာအလွန်များပြားဘာကြောင့်များပြားတာတော့ဆိုမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်မကြားနာရလို့မြန်မာလူမျိုးတွေက stress ဘာကြောင့်နည်းတယ်လဲဆိုမြတ်စွာဘုရားရဲ့အဆုံးအမတရားကိုကြားနာဒါကြောင့်မလို့မြန်မာနိုင်ငံလာပြီးတရားဓမ္မကြကြကျိုးကိုအားထုတ်တဲ့ပုဂ္ဂိုလ်တွေသူတို့ရဲ့ stress တွေစိတ်ဖိစီးမှုတွေကိုလျှော့ချဖို့ဒီ mindfulness ဆိုတဲ့လေ့ကျင့်ခန်းဒီကနေ့သူတို့ဟာသင်ကြားပို့ချပေးနေကြ business တစ်ခုလုပ်တော့မယ်ဆို mindfulness အဲ့ဒီ mindfulness သူတို့လုပ်တဲ့အလုပ်ဟာတကယ်တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမတတိပဋ္ဌာန်ဤလမ်းပဲဖြစ်တယ်သို့တော့စနစ်တကျ mindfulness မဟုတ်ဘူးမြတ်စွာဘုရားဟောကြားတဲ့ဒီတတိပဋ္ဌာန်ကျင့်စဉ်တိုင်းကျင့်မယ်ဆိုရင်နှလုံးစိတ်ဝမ်းအေးချမ်းမှုပြေဝရကြမှာဖြစ်တယ်။ဒါမှ mindfulness လေးနဲ့ဒီမဲ့ stress ကို short ချစိတ်ဖိစီးမှုတွေဟာပျောက်ကင်းသွားကြလို့ဒီကနေ့ mindfulness based stress reduction ဆိုတဲ့ကျင့်စဉ်တစ်ခုသူတို့ဟာဟောပြောပြီးလူတွေဟာအဲ့ဒါကိုပဲသင်ယူပြီးကိုယ်တဏ္ဍာမှာရှိတဲ့ stress တွေကို short ချနေကြ။ဘာကြောင့်ဒီ stress ဖြစ်တယ်ဆိုတာအကြောင်းကိုသိချင်မှသိကြ။မြတ်စွာဘုရားဟောပြောတဲ့တရားတွေကဘာကြောင့်ဖြစ်တယ်ဆိုတာရယ်ဘယ်လိုလုပ်ရမလဲဆိုတာရယ်နော်အားလုံးဖြည်းဖြည်းဝါဝါဟောကြားဆုံးမတာဖြစ်တယ်စိတ်ရဲ့ထွက်ပေါက်တွေမြတ်စွာဘုရားဟောကြားဆုံးမပေးခဲ့တယ်ဆိုတော့ယင်ထဲမှာအမုန်းတရားတွေရှိနေလို့ရှိရင်မေတ္တာဘာဝေတ္တဘာဒေါသတမဟာနာယကိုယ်ယင်ထဲကအမုန်းတရားတွေဖယ်ရှားပစ်ဖို့ဆိုရင်မေတ္တာပွားရမယ်ဆိုမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းရှင်ထဲမှာမေတ္တာရအောင်ပွားလိုက်ရင်အမုန်းတရားတွေထွက်တော့ဖြစ်တယ်မုန်းတိမှုပျောက်ကင်းသွားသည့်အထိအောင်မေတ္တာကိုတည်ဆောက်အောင်သူတို့ဆိုတယ်အေးဒီကနေ့ခေတ်မြန်မာလူမျိုးတွေအချို့မေတ္တာပွားတယ်ဆိုကုသိုလ်ရဖို့တို့စိတ်ကအောင်မေပြီးပွားတာလည်းရှိတယ်မေတ္တာချုပ်မှလုံနေဆိုရင်မေတ္တာပို့ရင်အန္တရာယ်ကင်းတယ်ဆိုပြီးတော့ပွားတာလည်းရှိကြတယ်တကယ်ကတော့မေတ္တာပွားတဲ့ဟာယင်ထဲကအမုန်းတရားကိုဖယ်ရှားဖို့ပွားတာသာဖြစ်တယ်ခေါင်းကိုက်နေလို့ရှိရင်ခေါင်းကိုက်ပြောက်စေးတောက်တယ်လို့ပဲရှင်ထဲမှာအမုန်းတရားရှိနေလို့ရှိရင်အဲ့ဒီအမုန်းတရားကိုဘာနဲ့ဖယ်ရှားမလဲဆိုမေတ္တာနဲ့ဖယ်ရှားရှင်ထဲကအမုန်းတရားတွေရှင်းသွားပြီဆိုတော့မှကိုယ့်ရဲ့မေတ္တာထီအောင်မှုပါသူများကကိုယ့်ကိုခင်မင်းလာဖို့ပွားတာမဟုတ်ဘူးကိုယ့်ရင်ထဲကမေတ္တာကိုယ့်ရင်ထဲမှာအမုန်းတရားတွေပြတ်သွားဆေးတောက်တယ်လို့ပဲမေတ္တာပွားတယ်လို့ဒီလိုမှတ်ဒါဟာမှန်ကန်တဲ့လုပ်ရတဲ့ခုကိုယ့်ရင်ထဲမှာရောက်နေတဲ့ဒေါသဆိုတဲ့အပူမီးမုန်းတီးတဲ့စိတ်ဓာတ်တွေပျောက်ဖို့ဆိုရင်မေတ္တာပွားလို့သူဆိုမေတ္တာပွားတယ်ဒီလောကလုံးအလုံးပေါ်မှာညီတူညီမျှမေတ္တာထားနိုင်သွားပြီပထမအစပြိုးပြီဆိုရင်ကိုမေတ္တာရှိတဲ့မျိုးသားဆိုမျိုးသားချင်းမျိုးသမီးဆိုမျိုးသမီးချင်းခင်မင်းတဲ့ပုဂ္ဂိုလ်တွေကစပြီးမေတ္တာကိုစပြိုးပြီးမုန်းတီးတဲ့ပုဂ္ဂိုလ်ကိုနောက်ဆုံးထားပြီးမုန်းတီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမုန်းတီးစိတ်ပျောက်သွားပြီဆိုရင်ဒါမေတ္တာအောင်သွားပြီလို့သူတို့ဆိုလို့အတိုင်းအတာတစ်ခုကအဲ့လိုလို့အဲ့တော့မြတ်စွာဘုရားဟောကြားတဲ့နိလန်းတွေဟာသူထွက်ပေါက်နဲ့သူဖြည့်စည်းနဲ့ဖြည့်အန်တီဒုတ်ဆိုတာရှိပြီးသားဒါကြောင့်မို့လောကမှာရှင်တွင်နှလုံးစိတ်ဝမ်းအေးချမ်းမှုမြတ်စွာဘုရားတကယ်မှန်ကန်တဲ့ဤစနစ်တွေကိုဟောကြားပေးခဲ့တာဖြစ်တယ်ပရိနိဗ္ဗုတောသောဘဂဝါပရိနိဗ္ဗာနာယဓမ္မံတိတိ
သောဘဂဝါထွမြတ်စွာဘုရားသည်ပြိဋိဘုတော်မိမိကိုယ်တိုင်ယုံနာခန္ဓာချုပ်ငြိမ်းအောင်ကျွန်တော်မူပြီးဖြစ်ပြီးပြိဋိဘယသရဝါတွေကိုလည်းပဲဒုက္ခတွေငြိမ်းသွားအောင်ဓမ္မတေတိတိတရားကိုဟောလောကမှာဒုက္ခဆိုတာခန္ဓာရှိရင်ရှိနေခန္ဓာရှိရင်ချမ်းသာသူရောဆင်းရဲသူပါယာရုကြီးသူရောယာရုငယ်သူပါကြီးသူရောငယ်သူပါခန္ဓာရှိရင်ရှိသမျှနော်ဘယ်သူခန္ဓာပဲဖြစ်ဖြစ်ဆင်းကြီးလိုကြီးတဲ့ခန္ဓာပဲဖြစ်ဖြစ်ပဝဲစိတ်လိုငယ်တဲ့ခန္ဓာပဲဖြစ်ဖြစ်ဒုက္ခဆိုတာရှိတယ်ခန္ဓာရှိရင်ဒုက္ခရှိတယ်အဲ့ဒီဒုက္ခငြိမ်းဖို့ရအတွက်မြတ်စွာဘုရားနိစနစ်တွေကိုပြီးခဲ့တယ်လို့သူဆိုအဲ့ဒါမို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အဆုံးအမကိုရရှိထားကြတယ်ဘုန်းကြီးတို့တွေအလွန်ကံကောင်းကြတယ်သို့သောကံကောင်းတယ်လို့ဆိုရုံနဲ့မပြီးသေးဘူးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်တာကျင့်သုံးကြရမှာဖြစ်တယ်ဒီအဆုံးအမတရားတွေရရှိထားလို့ကံကောင်းကြတယ်သို့သောဒီအဆုံးအမတရားတော်တွေကိုလိုက်နာမှုမပြုသေးဘူးဆိုလို့ရှိရင်အပြည့်အဝကံကောင်းခြင်းကိုကံကောင်းတဲ့အကျိုးကိုခံစားကြရမှာမဟုတ်ဘူးအပြည့်အဝခံစားဖို့ရတယ်မြတ်စွာဘုရားဆုံးမတဲ့အတိုင်းဘုန်းကြီးတို့တွေလိုက်နာကျင့်သုံးကြဖြစ်တယ်အေးဒါကြောင့်မို့နှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်တဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေမှတ်သားနိုင်ယူကြရမှာဖြစ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလောကသားတွေကိုကြည့်လိုက်တဲ့အခါမှာမဟာကုံမက္ခပฏิပန္နောလောကတန်လိဝါသောလောကလူသားတွေဟာလမ်းလွဲလိုက်နေကြတယ်တတ္တနတ်ထင်ညောကောစီအញ្ញတရမယမက္ခံဓာတ်တိတာလမ်းမှန်ကိုပြနိုင်တာငါမှတပါးဘယ်မှမရှိဘူးလို့တရားရည်ရဲ့အခြေအနေကိုမြတ်စွာဘုရားလမ်းမှန်ဖော်ပြတယ်အဲ့တော့လောကမှာထွက်မြောက်ရလမ်းဆိုတာတစ်ခုတည်းပဲဘာကိုမြတ်စွာဘုရားလမ်းစဉ်ဖြစ်ချက်မှပြောခဲ့တယ်လေဆိုမစ္စည်းမပฏิပဒါမစ္စည်းမပฏิပဒါဆိုတဲ့လမ်းကြောင်းကိုမြတ်စွာဘုရားဖော်ထုတ်ဟောကြားတော်မူခဲ့အဲ့ဒီမစ္စည်းမပฏิပဒါဆိုတဲ့လမ်းကြောင်းဟာသမာဓိဋ္ဌိအမှန်တိုင်းမြင်မှုထို့သောအမှန်တိုင်းမြင်မှုအတွက်အမသင်္ကပ္ပမှန်မှန်ကန်ကန်တွေးတောတတ်မှုဆိုတဲ့ဒီနှစ်ခုဟာဥဆောင်ရမှာဖြစ်တယ်ဘယ်ပြဿနာပဲဖြစ်ဖြစ်အမှန်တိုင်းမြင်ဖို့လိုအပ်တယ်အမှန်တိုင်းမြင်မှဖြေရှင်းနိုင်တာဖြစ်တယ်အမှန်တိုင်းမြင်တယ်ဆိုတာကစဉ်းစားကြည့်အောင်ဘုန်းကြီးတို့တွေလောကသားတွေကဘယ်လိုမြင်တယ်လဲဆိုရင်လူဘဝကြီးကပျော်စရာကြီးပဲလူဘဝကိုအကြောင်းပြုပြီးတော့ပိဋိဒုက္ခတွေသောမနတာတွေဖြစ်ရလူဘဝကြီးဟာကျင့်တတ်စရာကြီးပဲယာရုဂုံသိစီစိန်ဥစ္စာတွေနဲ့သားတွေသမီးတွေနဲ့ပျော်ပျော်ရွှင်ရွှင်လူဘဝကြီးဟာကျင့်တတ်စရာကြီးလို့ဒီလိုတွေးမိကောင်းတွေးမိကြလိုက်အစဉ်ပြေးနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလူဘဝကိုပျော်စရာလို့တွေးလိုက်တယ်သို့တော့နည်းနည်းလေးစောင့်ကြည့်ကြည့်လိုက်ဖရာအလောင်းတော်တွေစဉ်းစားတယ်လို့စဉ်းစားကြည့်ကိစ္ဆံဝတ္တယံလောကောအပ္ပနောလောကလူသားတွေဟာဒုက္ခရောက်နေပါလားဘာကြောင့်ဒုက္ခရောက်နေသလဲဆိုလို့ရှိရင်သာယတိစေဝဇီယတိစာမိယတိစာမွေးလာရတယ်မွေးလာပြီးတော့တဖြည်းဖြည်းအိုရတယ်အိုးလာပြီးတော့နောက်ဆုံးမှသေရတယ်အေးဘုန်းကြီးတို့တွေလူတိုင်းဟာငယ်ငယ်ရွယ်ရွယ်ဖြတ်ဖြတ်လက်လက်ကြမ်းကြမ်းမှမှနေချင်တော့လဲနေခွင့်ရလားမရဘူးအဲ့ဒီဟာယံပိဿနလဘတိတံပိဒုက္ခံဆိုတပည့်ဆက်ကြအဲ့ဒါပြောတယ်နော်မြတ်စွာဘုရားဒုက္ခကိုပေါ်ပြတဲ့နေရာမှာမအိုခြင်းလဲအိုရမှာပဲမနာခြင်းလဲနာယောဂမရခြင်းလဲရမသေးခြင်းလဲသိရမှာဆိုအဲ့ဒါကိုလူချင်တာတွေမဖြစ်တဲ့ဒုက္ခကြီးမားတဲ့ဒုက္ခတွေအဲ့ဒီဒုက္ခကဘာကြောင့်ရတယ်လဲလို့ဆိုလို့ရှိရင်တန်ခိတ်တေနာပစ္စုပါဒနဲ့ခန္ဓာဒုက္ခလို့ဆိုတဲ့ခန္ဓာငါးရထားလို့ဒီဒုက္ခတွေဖြစ်တယ်အဲ့ဒါကိုမြင်တာကိုတမ္မာဒိဋ္ဌိလို့ခေါ်တယ်အမှန်မြင်ပြီးတဲ့အခါအကြောင်းရှာဘယ်လိုအကြောင်းရှာအခုလို့ဝိဖွားလာပြီးတဲ့နောက်လူတိုင်းစဉ်းစားကြည့်ဘုန်းကြီးတို့တနေ့သားကနေနှစ်နှစ်သားနှစ်နှစ်သားကနေသုံးနှစ်သားဒီလိုလူဘဝတွေကိုပြန်တွေးကြည့်လိုက်မယ်ဆိုလို့ရှိရင်လူဘဝတွေဆယ်စုနှစ်တခုပြောင်းလဲသွားတာတွေ
တမထင်ရှားပထမတစ်နှစ်သားကနေပြီး10နှစ်သားအထိမန္တတတကလို့ခေါ်တယ်နုနယ်တဲ့အရွယ်အလုံးအမေနာကပ်အဖေနာကပ်ညီကောင်မောင်နှမနာကပ်ပြီးအကိုရရှားနေတဲ့အရွယ်လေးပဲကိုယ်ကာယလည်းနုနယ်တယ်စိတ်ဓာတ်ကလည်းနုနယ်တယ်နော်10နှစ်ကနေ17နှစ်ကနေပြီးအသက်20ရောက်သွားတဲ့အခါကျတကယ်ချင်းအပေါင်းအသင်းနေနဲ့သူကလူလောကထဲမှာဝင်ရောက်ကျဆန်းလာပျော်တဲ့အရွယ်ခိတ္တာဓာတကလို့ခေါ်တယ်အဲ့10နှစ်ကပျော်တယ်ခုခေတ်နဲ့ပြောမှဆိုရင်ကျောင်းနေကြပြီနော်ကျောင်းအပေါင်းအသင်းတကယ်ချင်းနေနဲ့ပျော်ပါနေကြတယ်ဟုတ်ပြီ22နှစ်ကနေပြီး30နှစ်ကြာပါတော့လူကိုယ်ကထွားကြိုင်ပြီးတော့တင်းတော့တင်းနဲ့လှလှပါပါလူဟာအစင်းလှထွားတော့ကြိုင်ကြိုင်ဖြစ်လာအစင်းလှပါပြီးထွားတော့ကြိုင်ကြိုင်ကိုယ်အင်္ဂါပြည့်ပြည့်စုံစုံနဲ့ကြည်ပြောရှုပြောဖြစ်တာအဲ့ဒါကိုဝဏ္ဏတတကလို့ဆယ်စုနှစ်ပြီးရင်ကုန်သွားမယ်ပထမနုနယ်တဲ့အရွယ်ဟာကုန်ခန်းသွားပြီနော်10နှစ်ပြည့်တာနဲ့ကုန်ခန်းသွားပြီ17နှစ်ကနေနှစ်20ပျော်တဲ့ခေတ်ကလည်းပဲတဖြည်းဖြည်းယောပါလာပြီအရွယ်22နှစ်ကနေ30ထိအောင်ဝဏ္ဏတတကခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အရွယ်အဲ့ဒီအရွယ်ကလည်းဒီတိုင်းနေမလားလို့ဆိုမနေဘူး31ကနေ40ရောက်တဲ့အခါကျတော့တိုးတက်လာတာဘာတိုးတက်လာလဲဆိုခွန်အားဗလာတွေတိုးတက်လာလုံနိုင်တယ်၊ကိုင်းနိုင်တယ်၊သွားနိုင်တယ်၊စားနိုင်တောက်နိုင်အဲ့ဒီအရွယ်ဟာလှုပ်ရှားနိုင်တဲ့အရွယ်အဲ့ဒီလှုပ်ရှားနိုင်တဲ့အရွယ်ကလည်းဒီတိုင်းနေလားဆိုမနေဘူးသူလည်းပြောင်းလဲမှုနဲ့သွား41ကနေ50ကျတော့ဘာဖြစ်လဲအရာရာမှာဆင်ញင်းလာခါတိုင်းလို့မစင်မကျင်မနေတော့ဘူးနောက်ရည်တွေတွေးထလာပြီပညာဓာတကလို့ခေါ်တယ်50ထိလူဘဝဟာအဲ့ဒီအချိန်နှစ်50 golden seal jubilee လို့ဆိုတယ်ရွှေခေတ်ရွှေနှစ်50ရွှေနှစ်ပြောလို့ရတယ်ဒါကိုရွှေရုလေဂျူလီတွေကြည့်ပြီးရွှေရုလို့ပြောကြတယ်လူဘဝမှာလည်းပဲဒီရာစုဆယ်စုနှစ်တွေနဲ့ပြောမယ်ဆိုရင်အသက်50ထိဟာရွှေနှစ်လို့ပဲပြောရမှာပဲဖြစ်တယ်ကဲ52နှစ်ရောက်လာပြီဆိုရင်ရွှေခေတ်ကကုန်မိုးစလာ52နှစ်ကနေ60ကြာဘာခေါ်တော့ဆိုဟာလိဓာတကရော့ကြလာပြီနော်51ကနေစပြီးတော့60ဒီအတွင်းဟာလူဟာအစစအရာအစင်ရောင်လေးကလည်းကြာလာတယ်သူ့ရဲ့အသားရည်လေးကလည်းပရည်လေးတွေလည်းတွန့်လာတယ်နော်သွားလေးတွေကလည်းနဲ့လာတယ်ဆပင်လေးတွေကလည်းဖြူဒါပေမဲ့ကုန်းယုံပြီးတော့ဆပင်ဖြူရင်လည်းဆိုးလိုက်တယ်သွားနဲ့လာရင်လည်းသွားဆိုင်ပလိုက်တယ်နှုတ်ပြီးတော့အဲ့ဒါလို့တော့ခုခံကာကွယ်တာပဲသို့တော့ကာကွယ်ရင်အသက်60ရောက်သွားနော်ရုပ်လျော့လာတာအင်အားလဲအရင်လို့မကောင်းနည်းနည်းယော့လာအေး51ကနေ60ထိအောင်အဲ့ဒါလို့အခြေအနေဟာနည်းနည်းရိုင်းလာဂျမကြီးလွန်ကောင်းတဲ့ပုဂ္ဂိုလ်ကြမသိသလိုလို့မသိတာတချို့ကြရင်တကယ်အဖိုးကြီးမယ်ကြီးဖြစ်သွား61ကနေ80ကျတော့ဘာဖြစ်လဲဆိုပပ္ပာရဓာတကကိုင်းတိုင်းနဲ့ဖြစ်လာတဲ့ကြနည်းနည်းလေးလက်ပြင်လေးကိုင်းလာအဲ့ဒါလို့ကိုင်းလာရနေပြီးတော့81ကနေ80ကျတော့ဝင်ကဓာတကခါလေးကုန်းလာကျသွားတာအဲ့အချိန်ကစပြီးလူကကျလာအဲ့တော့51ကစကျလာတာအရှိန်အဟုန်နဲ့ကျသွားရင်ကျမကြီးညံ့တဲ့ပုဂ္ဂိုလ်တွေကြအရှိန်အဟုန်နဲ့ကျသွားကျမကြီးကောင်းတဲ့ပုဂ္ဂိုလ်ကြတော့ slowly ပေါ့ဖြည်းဖြည်းလေးကျတယ်လို့သွားနော်အဲ့တော့81ကနေ90ရောက်တဲ့အခါကျတော့မောမှုဟာဓာတကတဲ့မေ့ကိုယ့်အကူဟိုနားလေးထားရှောင်းတွေ့ငါခုနဒီနားကိုင်းနေခုပဲရောက်မေ့ထွင်းစားပြီးလည်းမစားသေးဘူးလို့ပြောရေချိုးပြီးလည်းမချိုးရသေးဘူးလို့ပြောမေ့မောမှုဟာဓာတက61ကနေ100ကျတော့တေယနာဓာတကအဲ့ရထဲမှာလဲနေသမင်းတောင်နှုတ်ကြွရတဲ့အဆင်ရောက်သွားအဲ့ဒီလိုအခုကိစ္စပို့ဆိုးတာပေါ့နော်ခေါ်ရိုးမေးတဲ့အရွယ်မှာဒီ81ကနေ90ကြာမှာမောမှုဟာဓာတကဖြစ်တဲ့တည်းမဲ့အခုကိမှာတော့အဆိုင်မာဆိုတဲ့ယောဂဝင်လာလို့ရှိရင်အကုန်မေးတဲ့ကမင်းမသူတုံးတွေပါလေမေးကိုသားသမီးတောင်ကိုမမှတ်မိတဲ့အနေထားမျိုးတွေဖြစ်ကုန်
ပြောမဲ့စကားကိုထပ်တလဲလဲထပ်ထပ်ပြောနော်ဘုန်းကြီးတို့စကိုင်းမှာအဆိုင်မှာဖြစ်သွားတဲ့ဆရာတော်ကအသက်80သူလည်းခဏလေးရပ်ပြီးစကားပြောပထမရောက်ချင်းမိတာကိုရောဘယ်နေ့ကလာတပည့်တော်ဘယ်နေ့ကရောက်တယ်ပြောပြီးတောင်းလေးချင်စကားတကုန်းလုံးပြောကိုရောဘယ်နေ့ကလာတခါထပ်မေးပြန်နောက်တစ်ခါထပ်မေးပြန်4-50ကကိုထပ်ပြီးတော့မေးနေတော့မဟုတ်တော့ဘူးဆိုင်ပါရဲ့သင်္ကေတတွေဝင်လာနောင်ကြရင်တော့ဘာမှကိုမသိတော့တဲ့အနေထားမျိုးမမှတ်မိတဲ့အနေထားမျိုးအဲ့တော့လူ့ဘဝဆိုတာဒီတိုင်းနေတာမဟုတ်ဆိုးရုပ်လာတယ်ဆိုတာအဲ့ဒါမှထင်ရှားတယ်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမမှာအခုလိုအခြေအနေတွေကိုအမှန်သိအောင်ကြိုးစားပြီးတော့ကောင်းနေတဲ့အချိန်မှာတို့တွေဘာလုပ်ရမလဲဆိုတာသိတဲ့ဟာတမ္မာဒိဋ္ဌိလို့ခေါ်တယ်နော်တမ္မာဒိဋ္ဌိအဲ့လိုတွေးလိုက်တာတမ္မာသင်္ကပ္ပအမှန်တွေးတာအမှန်ဖြစ်နေတဲ့အတိုင်းတွေးနိုင်တာတမ္မာသင်္ကပ္ပချို့ကြတော့ဒါတွေကစိတ်ညစ်စရာတွေမတွေးချင်ပါဘူးလို့ပြောကြမတွေးရင်မသိဘူးတွေးမှအမှန်သိမယ်နော်အမှန်တွေးလို့အမှန်မြင်တယ်တမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပမြတ်စွာဘုရားချမှတ်တဲ့လမ်းစဉ်ကအဲ့ဒါပဲအမှန်တွေးအမှန်မြင်ပြီးတော့ဘာလို့အကျိုးရှိတာလုပ်တယ်တမ္မာဝါယာမလို့ခေါ်တယ်ဂျားထဲမှာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာစီဝကိုချင်းသီလအနေနဲ့အမှန်တွေးလို့ရှိရင်မှန်တာကိုပဲပြောတတ်တယ်မှန်တာကိုပဲလုပ်တတ်တယ်အတ္တမွေးဝါကြောင်းဟာလည်းပဲတရားသဖြင့်အတ္တမွေးဝါကြောင်းပြုတယ်ဒါသီလမှန်ကန်စွာမြင်ပြီးတော့မှန်ကန်စွာတွေးလာတဲ့အခါမှာလုပ်တဲ့အခါမှာလည်းမှန်ကန်တဲ့အလုပ်ကိုလုပ်တာတမ္မာဝါယာမတတိကလည်းမှန်မှန်ကန်ကန်ထားတတ်လာတမ္မာသမာဓိတမ္မာတတိပြီးတဲ့အခါတမ္မာသမာဓိစိတ်တည်ငြိမ်မှုကလည်းအမှန်တရားပေါ်မှာစိတ်တည်ငြိမ်မှုတွက်ကြည့်လိုက်လို့ရှိရင်မြတ်စွာဘုရားရဲ့လမ်းကြောင်းလမ်းမလမ်းတော်မစ္စည်းမပฏิပဒါလမ်းဆိုတာဒီမဂ္ဂင်၈ပါးကိုပြောတာတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝဆိုတာသီလတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုတဲ့သုံးခုကတမာဓိတမ္မာဒိဋ္ဌိနဲ့တမ္မာသင်္ကပ္ပကပညာလို့ပေါင်းစပ်လိုက်တဲ့အခါသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်များဒါဟာစိတ်နှလုံးစိတ်ဝမ်းအေးချမ်းဖို့အတွက်ဆုံးမတဲ့လမ်းစဉ်တစ်ခုဒီလမ်းစဉ်မပါဘဲနဲ့နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ရဆိုမရှိဘူးဒီလမ်းစဉ်ထဲမှာနှလုံးစိတ်ဝမ်းထာဝရအေးချမ်းမှုရနိုင်တယ်အဲ့ဒီလမ်းစဉ်ကိုမြတ်စွာဘုရားမစ္စည်းမပฏิပဒါဒီလိုဟော middle way တကယ်ကိုဖြောင့်မှန်တဲ့လမ်းလို့သူဆိုလို့တယ်ဟိုဘက်ဒီဘက်တိမ်ဆောင်သွားခြင်းမရှိဖြောင့်မှန်နေတဲ့လမ်းကြီးအဲ့ဒီလမ်းကရှောက်ပါလို့မြတ်စွာဘုရားဒီလိုဟောလို့အဲ့ဒါကိုပြောတာကုံမက္ခပฏิပန္နောလောကသန္တိဝါသောလူတွေဟာတရားဝါတွေဟာလမ်းလွဲလိုက်နေကြတယ်လမ်းလွဲလိုက်တယ်ဆိုတာဘယ်လိုလိုက်တာတော့ဆိုရင်လောကမှာကာမဂုဏ်အာယုအစိစိတ်တွေ life is too short ဘဝဆိုတာသိတူတောင်းတယ် enjoy yourself မင်းပျော်ပျော်နေဆိုပြီးတော့အဲ့ဒီဘက်မှာပျော်သလိုနေပျော်သလိုစားပျော်သလိုနေပြီးကောင်းတာတွေမလုပ်ကြဘူးဆိုလို့ရှိရင်ဒါကာမတုခဏိကံယောဂလမ်းစဉ်လို့ခေါ်တယ်မိမိလျော်ရောနဲ့အဲ့ဒီလမ်းကြောင်းကိုသွားတယ်သို့တော့ထာဝရသွားလို့ရလားမရထာဝရသွားလို့မရဒုက္ခရောက်လာပြီဆိုတဲ့အခါကျလူတွေဘာဖြစ်လဲ stress ဖြစ်လာကိုလိုချင်တာတွေလုံးလို့မရတော့ဘူးဘာဖြစ်လဲ stress စိတ်ဖိစီးမှုတွေခံစိတ်ဖိစီးမှုတွေဖြစ်လာအဲ့ဒီလိုဖြစ်တာကုံမက္ခပฏิပန္နမားတဲ့လမ်းပေါ်မှာရှောက်နေလို့ဖြစ်တယ်အဲ့ဒီမားတဲ့လမ်းကြောင်းကြီးပေါ်မှာရှောက်နေနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်တဏှာဥပ္ပတ္တုဒုက္ခခံမှဖြစ်တယ် no pain no gain အနာမခံရအသာမဆံရဘူးဆိုပြီးတော့မလိုအပ်တဲ့ဒုက္ခခန္ဓာမျိုးတွေကြအတ္တကိလမထာမျိုးပါလို့ခေါ်တယ်လမ်းစဉ်မှန်လို့ဆိုရင်လုပ်လို့ရပင်ပန်းခံပြီးကျင့်လို့ရလမ်းစဉ်မမှန်မဲနဲ့ပင်ပန်းခံရုံတက်တဲ့အကျင့်မျိုးတွေကိုအဲ့ဒါမျိုးတွေဟာတက်ဒုက္ခခံရမယ်ဆိုတဲ့အမြင်တွေဟာအတ္တကိလမထာမျိုးကလမ်းစဉ်အဲ့ဒီလမ်းစဉ်လိုက်လိုက်ရင်လေပင်ပန်းတာကအဖတ်တယ်ဘာအကျိုးတစ်ခုရူပဗေဒသဘောတရားတစ်ခုလိုပဲကြောက်တုံးကြီးကိုတွန်းနေကြတနေ့ကုန်ဝိုင်းလူ100လောက်တွန်းနေကြောက်တုံးကြီးကတလက်မှမရောဒါအလုံးမဟုတ်အဲ့ဒါလိုပဲမဖြစ်နိုင်တဲ့ဟာဝိုင်းလုံနေလို့ရှိရင်ဒါအတ္တကိလမထာမျိုးကလမ်းစဉ်အဲ့ဒီလမ်းလွဲနှစ်ခုလိုက်နေကြတာကိုမြတ်စွာဘုရားကုံမက္ခပฏิပန္နောလောကသန္တိဝါသော
လောကလူသားတွေဟာတဲ့လမ်းလွဲပေါ်လိုက်နေကြတယ်လွဲနေတဲ့လမ်းပေါ်ရှောင်နေကြတယ်တတ်တတ်နတ်ထင်ညောကောစီအဲ့လိုလမ်းလွဲနေတဲ့ပုဂ္ဂိုလ်တွေကိုလမ်းဖြောင်းပေးမယ်ပုဂ္ဂိုလ်ဟာငါမှတပါဘယ်သူမှမရှိဘူးလို့ရသော်ဗျာတရားတွေပေါ်မှာကြည့်ပြီးအကျဉ်းတရားတွေဖြစ်တယ်ပညာတရားတွေဖြစ်ပေါ်လာတယ်အကျဉ်းနဲ့ပညာကိုအကြောင်းပြုပြီးမြတ်စွာဘုရားမှန်ကန်တဲ့အဆုံးအမစကားတွေကိုဟောကြားတယ်ဒီလိုဆိုလို့အဲ့ဒီမှန်ကန်တဲ့အဆုံးအမတွေဟာမြန်မာနိုင်ငံမှာအပြည့်အဝထွန်းကားတယ်တခြားနိုင်ငံတွေမှာအပြည့်အဝမရှိသည့်အတွက်ကြောင့်တချို့လည်းကြားတော့မကြားဘူးတဲ့အတွက်ကြောင့်ဆွတ်ဆိုတာကိုဘာနဲ့လျှော့ချမှန်းမသိဒီလိုတွေအဲ့တော့မြန်မာနိုင်ငံမှာရှိကြတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုရကြတဲ့လူတွေဟာဓမ္မကံကောင်းကြတယ်လို့ပြောအလွန်ကံကောင်းတယ်စိတ်နှလုံးအေးချမ်းမှုမှန်ကန်တဲ့လမ်းကြောင်းကိုရှောင်လန်းခြင်းဖြင့်ရရှိကြတယ်လို့ဒီလိုပြောတာအဲ့ဒါကိုဘုန်းကြီးတို့တွေဟာဘယ်အရာပဲဖြစ်ဖြစ်မှန်ကန်တဲ့လမ်းကြောင်းကနေသွားဘယ်ကိစ္စပဲဖြစ်ဖြစ်အမှန်မြင်ထားရမယ်အမှန်မြင်ပြီးလို့ရှိရင်အမှန်တွေးတာရှိရမယ်အမှန်တွေးမှအမှန်မြင်တယ်ဒီနှစ်ခုကပညာကိစ္စအမှန်တွေးနိုင်မှအမှန်မြင်နိုင်တယ်အမှန်တွေးထပ်ဖို့အတွက်ဘာတွေလုပ်ရတရားနာရတယ်မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေသိအောင်စာပေလေ့လာရတယ်ဖတ်ရှုအဲ့တော့ဗိဓကသုံးပုံတွေဟာအမှန်သိဖို့အတွက်သင်ကြားပေးတဲ့ subject matter တွေသာဖြစ်တယ်အဲ့ဒီ subject matter တွေကိုသိထားဖို့လိုအပ်တယ်ပေါ့အဲ့ဒါတွေသိပြီးတော့ဒီပေါ်မှာစဉ်းစားတဲ့အခါကျတော့မှအသိပညာဆိုတာဖြစ်လာ knowledge နဲ့ wisdom knowledge ဆိုတာဒီတရားနာပြီးရလာတဲ့အသိစာအုပ်ဖတ်ပြီးတော့ရလာတဲ့အသိမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုလေ့လာပြီးရလာတဲ့ knowledge အဲ့ဒီ knowledge ကိုမှဘဝနဲ့ဆက်ဟပ်ပြီးတော့ဆုံးဖြတ်နိုင်စွမ်းရှိတယ်ကျတော့ wisdom တမာဒိဋ္ဌိဆိုတာအဲ့ဒါတော့ထီအောင်အရေးကြီးတယ်ဆိုတော့သိရဒီလိုဆိုလို့လေနော်အဲ့ဒါရောက်ဖို့မကြိုးစားပဲနဲ့မရနိုင်ဘူးဒါကြောင့်မို့သမ္မာဝါယာမမှန်ကန်သောကျူပန်းအထုံးမှန်ကန်စွာကျူပန်းအထုံးမှုလို့ဆိုဒီမှာအတ္တသမပဏိတိနဲ့ဆက်ဆက်ကိုယ့်ကိုပြန်လေးချက်လုံးငါကိုချင်းသီလရှိလားနော်ကိုချင်းသီလပြည့်ဝတဲ့ပုဂ္ဂိုလ်လားသို့မဟုတ်ကိုချင်းသီလမပြည့်ဝဘူးလားငါသူစရိုက်တရားတွေကျင့်သုံးလားသူစရိုက်တရားတွေကိုယ့်ကိုရဲရဆက်ဆက်ဆိုပါစို့ငါးပါးသီလပြည့်ပြည့်ဝလုံးရလားဒါနကောင်းမှုတွေငါလုပ်သလားသီလတွေစောင့်တည်သလားကိုယ့်ကိုပြန်ပြီးတော့ဆန်းစစ်ကြည့်အဲ့ဒါလို့ဆန်းစစ်ကြည့်တဲ့အခါမှာသီလမပြည့်စုံဘူးဆိုလို့ရှိရင်ဘာဖြစ်လဲသီလကိုချိုးဖောက်နေတာချိုးဖောက်နေတယ်ဆိုတာလောဘဖြင့်ချိုးဖောက်မယ်ဒေါသနဲ့ချိုးဖောက်မယ်မောဟနဲ့ချိုးဖောက်လောဘဒေါသမောဟဆိုတာအကုသိုလ်တရားအဲ့ဒီအကုသိုလ်တရားတွေငါ့ကိုလွှမ်းမိုးနေတယ်ဆိုရင်အဲ့ဒီအကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးပမ်းတာဒါကိုတမ္မာဝါယာမလို့ခေါ်တယ်မဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်းဆောက်ရှောက်မယ်ဖြစ်လာလို့ရှိရင်လည်းတွန်းလှန်ဖယ်ရှားပြဖို့ကြိုးစားမယ်ဒါတမ္မာဝါယာမတစ်ပိုင်းဘယ်ရာပဲဖြစ်ဖြစ်ဆွလွတ်ခြင်းနဲ့ရယူခြင်းနှစ်ခုရှိဘဝမှာဆွလွတ်ခြင်းနဲ့ရယူခြင်းတစ်ခုရယူဖို့အတွက်တစ်ခုဆွလွတ်ရဒါကြောင့်မို့အကုသိုလ်ကိုဆွလွတ်ပြီးကုသိုလ်ရယူလောဘကိုဆွန့်အလောဘနဲ့အလောဘကိုရဒေါသကိုဆွန့်ပြီးအဒေါသမောဟကိုဆွန့်အမောဟအဲ့တော့ဆွန့်လွတ်ခြင်းနဲ့ရယူခြင်းတခုရယူရင်ဆွန့်လွတ်အဲ့ဒီလိုရယူခြင်းနဲ့ဆွန့်လွတ်ခြင်းရယူဖို့ဆွန့်လွတ်ဖို့ကြိုးပမ်းတာကိုတမ္မာဝါယာမလို့ခေါ်တယ်မကောင်းတဲ့ကိုယ့်ရဲ့စိတ်အနေထားစိတ်ထားတွေစိတ်နေသဘောထားတွေအဲ့ဒါတွေကိုဆွန့်လွတ်ပါဆွန့်လွတ်ဖို့ကြိုးပမ်းရမယ်ကောင်းတဲ့စိတ်နေသဘောထားတွေကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ဖို့ဝေးမြူပါဒါဟာတမ္မာဝါယာမလို့ခေါ်တယ်ဆိုပါစို့ကိုယ်ရင်ထဲမှာအမုန်းတရားတွေရှိနေဆွန့်လွတ်ဖို့မုန်းတရားတွေဖယ်ရှားပြဖို့ကြိုးစားတာတမ္မာဝါယာမမေတ္တာတရားတွေကိုယ်တဏ္ဍာမှာပြည့်ဝအောင်ကြိုးစားတာတမ္မာဝါယာမအဆိုးကိုဖယ်ရှားအကောင်းကိုရအောင်ယူအဆိုးကိုဖယ်ရှားပြီးအကောင်းကိုရအောင်ယူတာတမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒီလိုမလုပ်ဖဲနဲ့လူဟာလူတော်လူကောင်းဆောင်ပဲဖြစ်တာဒါကြောင့်ဘုရားဗုဒ္ဓရဲ့အဆုံးအမအဆိုးတရားတွေကိုဖယ်ရှားပြီးအကောင်းတရားတွေကိုရအောင်ယူတာကိုတမ္မာဝါယာမလို့ခေါ်တယ်စာပေကျမ်းကမှာလည်းရှင်းရှင်းလေးအဲ့ဒါလိုရေးထားနော်အကုသလနံဓမ္မနံဘာဟာနာယ
ကုသလနံဓမ္မနံဘိယောဘဝါယအကုသလကုသလဆိုအကုသလဆိုအဆိုးတရားတွေအဆိုးတရားဆိုတာမကောင်းတဲ့အကျိုးဖြစ်ပေါ်စေတယ်ဆိုပါစို့အစာအာဟာရကိုပဲနှစ်ခုခွဲကြည့်တာကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အစာအာဟာရကျန်းမာရေးကိုအထောက်အကူပြုတဲ့အစာအာဟာရနှစ်မျိုးရှိတယ်ဘယ်သူပဲဖြစ်ဖြစ်လောကကြီးမှာဒီအစာစာကျန်းမာရေးကိုထိခိုက်စေတယ်ဒီအစာစာကျန်းမာရေးကိုကောင်းစေတယ်နှစ်ခုရှိတယ်အဲ့တော့ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အစာကိုရှောင်ဖို့ကြိုးစားကျန်းမာမှုကိုဖြစ်ပေါ်စေနိုင်တဲ့အစာအာဟာရမျိုးကိုစားဖို့ကြိုးစားအဆိုးကိုဖယ်ရှားဖို့ကြိုးစားမယ်အကောင်းကိုရယူဖို့ကြိုးစားဆိုလိုတာကမလုပ်ရမှလည်းလုပ်ရမှာအေးမလုပ်ရမှာကိုရှောင်ရမယ်လုပ်ရမှာဆိုပါတော့စီချိုယောဂရှိတဲ့လူတယောက်ချိုးရှောင်ရမယ်ချိုးတက်မယ်ဟာရှောင်ဒါရှောင်ရင်စီချိုနဲ့တဲ့တဲ့အစားအစာကိုစားခြင်းဆေးကိုတောက်ခြင်းဒါလုပ်ရမှာအဲ့တော့မလုပ်ရမယ်ဟာနဲ့လုပ်ရမှာဘယ်နေရာမှဆိုရှိနေတယ်အဲ့တော့သဘာဝတရားနဲ့ကြည့်ကြည့်လိုက်လို့ရှိရင်အကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးစားရမယ်မဖြစ်အောင်ကြိုးစားရမယ်ကုသိုလ်တရားတွေကိုယ်တည်းမှာဖြစ်အောင်ကြိုးစားရမယ်အဲ့ဒါကိုတမ္မဝါယမလို့ခေါ်တာအဲ့ဒီတမ္မဝါယမကြိုးစားလိုက်ပြီဆိုရင်ကိုယ်ကလမ်းကြောင်းပေါ်ရောက်တယ်ကြိုးစားပြီဆိုတဲ့အခါကျတော့ဒီပေါ်မှာတတိမပြတ်ထားဖို့လိုတယ်ဒါကုသိုလ်လားဒါအကုသိုလ်လားဒါဖယ်ရှားရမယ်အရာလားဒါကရယူရမယ်အရာလားတတိမမှုခုမမြင်ဆိုတဲ့အတိုင်းရှောင်ရမှလည်းတတိရှိမှရှောင်လို့ရတယ်လောက်ရမှလည်းတတိရှိမှလုပ်လို့ရတယ်နော်နှစ်ခုစလုံးကတတိမေ့သွားလို့ရှိရင်ရှောင်ရမှလည်းမသိဘူးလောက်ရမှလည်းမသိဘူးဒါကြောင့်တမ္မာတတိကြိုးစားပြီဆိုတမ္မာတတိဆိုမှန်ကန်တဲ့အမှတ်ရမှုရှိရမယ်သူပြောတာနော်အမှန်တမ်းပြည့်စုံတယ်မြတ်စွာဘုရားရဲ့ဆုံးမအဲ့ဒါလို့အမှန်ကန်သိဖို့အတွက်စိတ်တည်ငြိမ်မှုဟာအရေးပါတယ်စိတ်တည်လေလွတ်နေမယ်ဆိုရင်မှန်ကန်ကိုယ်စိတ်ကိုစုစည်းနိုင်ခြင်းမရှိဘူးဆိုရင်အမှန်ကန်သိဖို့ခက်တယ်ဒါကြောင့်မို့တမ္မာသမာဓိစိတ်တည်အားလုံးကိုစုစည်းလိုက်တယ်စုစည်းကစွမ်းအားရှိတယ်ငယ်တော့ကစားကြတာရှိတယ်မှန်ဘလူးလို့ခေါ်တယ်ပိုက်ကနေဖိုင်ရင် glass နေဘူးလေးထဲမှာထုတ်ပြီးတော့ခွန်ဝါကွမ်းလေးပဲဖြစ်စေစက္ကူလေးဖြစ်စေမီးရှို့တဲ့အခါမှာနော်နေအောင်ကြီးလေးကိုစုပြီးဆွဲလိုက်တဲ့အခါနေအောင်ကြီးလေးကမြင်မြင်လေးဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒါစက္ကူလည်းမီးလောင်တာပဲဝါကွမ်းလည်းမီးလောင်တာမစုဘူးဆိုရင်မလောင်နိုင်ဘူးမလောင်နိုင်စုအောင်လုပ်လိုက်လို့ရှိရင်နေအောင်ကြီးဟာစုမိသွားတဲ့အခါစက္ကူလည်းမီးလောင်ပလိုက်တာပဲနော်လောင်ကျွမ်းသွားစေမယ်အဲ့ဒါလိုပဲတမ္မာသမာဓိဆိုတာအဲ့လိုစုတာပါဝါတွေကိုစုလိုက်တာ energy တွေအားလုံးကိုစုလိုက်တဲ့အခါပို့ပြီးအစွမ်းထက်အဲ့ဒီအစွမ်းထက်လာအောင်စိတ်ကိုစုစည်းတာစုစည်းပြီးဆိုမှဘာဖြစ်လဲတမ္မာဒိဋ္ဌိအမှန်မြင်တယ်ဆိုတာပေါ်လာတယ်အဲ့ဒါမြတ်စွာဘုရားချမှတ်တဲ့မျက်စိမှပฏิပဒါလမ်းစဉ်ပဲဘဝပြဿနာကိုတည်တည်ချာချာရှုမြင်သုံးသပ်နိုင်စွမ်းရှိရမယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုပြဿနာကိုဖြေရှင်းနိုင်တဲ့လမ်းကြောင်းပေါ်မတက်ဖဲနဲ့လမ်းလွဲနေတာတွေကိုကြည့်ပြီးမြတ်စွာဘုရားကဘလို့တွေးတဲ့ဆိုရင်ကုံမက္ခပฏิပန္နောလောကတဏိဝါသောလောကတဏိဝါသောလောကကြီးမှာနေထိုင်ကြတဲ့တရားတွေဟာကုံမက္ခပฏิပန္နောမှားယွင်းတဲ့လမ်းကြောင်းကြီးပေါ်ရှောင်နေကြပါလားတတ္တထုမှားယွင်းတဲ့လမ်းကြောင်းကိုရှောင်နေတဲ့ပုဂ္ဂိုလ်တွေကိုမက္ခန္တတိတာလမ်းကိုပြမဲ့လူသည်အညတရမယငါမှတပါကောစီတစုံတယောက်မှနာအထင်မရှိဘူးဒီလမ်းကြောင်းကြီးကိုသွားနေတဲ့ပုဂ္ဂိုလ်တွေမှားယွင်းတဲ့လမ်းပေါ်ရှောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမှန်ကန်တဲ့လမ်းကြောင်းကိုပြနိုင်တာငါမှတပါမရှိဘူးလို့ဒီလောကကြီးဟာဒီလမ်းမှန်ပြဖို့လူဟာဘလောက်ခဲရင်မြတ်စွာဘုရားလို့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မှာအမှန်ကန်ပြနိုင်တာတာမန်လူတွေပြတာကတစ်စိတ်တစ်ပိုင်းပဲပြလို့ရတယ်လောကပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကလုံးဝအမှန်ကန်အောင်လမ်းစဉ်တစ်ခုမချနိုင်မြတ်စွာဘုရားကသာလေလုံးဝမှန်ကန်လမ်းစဉ်ကိုချနိုင်ခေါဏလိုကိုချင်းဆင်းရဲနာချင်းဆင်းရဲသိချင်းဆင်းရဲအနေလွတ်ကင်းသွားတဲ့လမ်းကြောင်းကိုမြတ်စွာဘုရားကသာဟောနိုင်ကြံတဲ့ပုဂ္ဂိုလ်တွေကဒီဖျားလက်တဲ့ကပညာရှိဆိုတဲ့ပုဂ္ဂိုလ်တွေကဒီတန်တရားဝဆင်းကလွတ်ဖို့ဆိုရင်ဘာတွေလုပ်ကြတော့ဆိုရုပ်ကိုမုံတီးပြီးတော့န
နန္ဒီသာဖြစ်ဖို့ကျင့်ကြတယ်အရူပပြမဘုံရောက်ကုန်ကြတယ်တမာရီသမထကျင့်စဉ်ကိုကျင့်လိုက်တယ်ဆိုပါစို့အာလာရကာလမတို့ဥဒကရမဗုဒ္ဓလို့ဆိုသမထကျင့်စဉ်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေကြာကြာနာနာကျင့်လိုက်ပြီးဟိုလောကမှာဒုက္ခရောက်တာဒီယုတ်ကြီးရှိလို့ဒီခန္ဓာကြီးရှိနေလို့ဒီယုတ်ခန္ဓာကိုယ်ကြီးမဖြစ်ရင်ကောင်းတယ်ဆိုစိတ်ကိုအထွတ်မြတ်ထားပြီးတော့ကျင့်လိုက်တဲ့အခါဘယ်ရောက်သွားလို့ဆိုအရူပဘုံရောက်ဟုတ်ပြီကဘာပေါင်းမြောက်များစွာတော့ဒုက္ခသက်သာပြီးအေးဆေးဆေးနေဦးမယ်ဒါသာဝရမဟုတ်သည့်အတွက်ကြောင့်တနေ့ကျတော့ပြန်ပြီးတော့ပေါ်လာအောင်မှာရုပ်တွေပြန်ပေါ်လာဗျာပြန်ပေါ်လာလို့ရှိရင်ထုံးစံတိုင်းပဲငရဲလည်းရောက်သွားအောင်မယ်တိတ်တာလည်းဖြစ်အောင်မယ်ဒိဋ္ဌာန်လည်းဖြစ်အောင်အဲ့ဒီလမ်းကြောင်းကြီးကသူတို့ထွက်မသွားနိုင်တော့ဘူးဒီကျပြန်လဲလာပြန်ရောက်လာကြတယ်ခုအာလာရကလမတို့ဆိုတာမြတ်စွာဘုရားမပွင့်ခင်လေးတွေနဲ့ဘုရားတောင်သူစီသွားပြီးတော့နီးတောင်းတဲ့အခါမှာဟောလိုက်တယ်အေးသူ့ချင်းစဉ်အတိုင်းကျင့်လိုက်တယ်ကျင့်ကြည့်တယ်နောက်ဆုံးမှာဆွန့်လွတ်လိုက်တယ်ဒီဟာနဲ့မင်္ဂနဲ့လမ်းကြောင်းမဟုတ်သေးဘူးဆိုပြီးဆွန့်လိုက်တယ်အာလာရကလမဘုရားဖြစ်လို့တရားဟောမလို့ကြည့်လိုက်တဲ့အခါမှာ9 ရက်လောက်ကဆုံးသွားတယ်ဆိုတွေ့မြတ်စွာဘုရားအလောင်းတော်မြတ်စွာဘုရားဖြစ်တဲ့အခါမဟာဇာနိယောဝတ္တပေါ်အာလာရကာလမောအာလာရကာလမဟာအကြီးကျယ်ဆုံးရှုံးသွားပြီငါတွေ့ထားတဲ့လမ်းကြောင်းကိုသူပြောပြချင်တာသူဟာဉာဏ်ကိုမရလိုက်ရှာဘူးဆုံးရှုံးလိုက်တာသွားပြီလေကဘာပေါင်းမြောက်များစွာတန်မြာထဲမှာသူ့အနေနဲ့ကတော့ဒါဟာအိုခြင်းနာခြင်းသိခြင်းလွတ်တဲ့နေရာဆိုပြီးသွားတာခုကောင်းကင်ဘုံဆိုတဲ့လူတွေကောင်းကင်ဘုံဆိုပြီးတော့တက်သွားဒီကောင်းကင်ဘုံကသာဝရဆိုတာမရှိတဲ့ဘောအရှိထင်ပြီးတော့သွားတယ်တနေ့ပြန်လဲလာသို့တော့ရှေးခေတ်ကကောင်းကင်ဘုံဆိုသမထကျင့်စဉ်ကျင့်မှရဆူတောင်းရုံနဲ့မရဘူးခဏခေတ်မှာတော့ဆူတောင်းရုံနဲ့ကောင်းကင်ဘုံရောက်တယ်လို့ထင်တယ်နော်ဆူတောင်းလို့ရမယ်ဆိုရင်ထိုင်းတာဆူတောင်းထိုင်းတာဆူတောင်းထားမသွားပဲနဲ့ဥပမာပဲဒီတရားပွဲလာမလို့အိမ်မှာထိုင်းနေပြီးတရားပွဲရောက်ပါရစေတရားပွဲရောက်ပါရစေဆိုအိမ်ထဲကထွက်တောင်ထွက်မှာမဟုတ်တလားတလက်မှရွေ့မှာမဟုတ်အဲ့ဒါလိုပဲကောင်းကင်ဘုံနဲ့ပြောနေရုံနဲ့မရောက်ဘူးသမထကျင့်စဉ်ချင်းဒါလမ်းစဉ်အမှန်အဲ့လိုနောက်တစ်ခါနိကန္ဒချင်းဝါဒီပုဂ္ဂိုလ်တွေဘာချက်အရာရာစိတ်ရှိနေတယ်ဒီစိတ်ကဒုက္ခပေးသွားကြတာလဲဒီစိတ်စားကြတာလဲဒီစိတ်ဆင်းရတယ်ဆိုတာလဲသူမရှိဘူးစတက်ကျူကြီးလို့ရုပ်တုကြီးလို့ဆိုရင်တော့အေးမှာပဲလို့ဆင်းပြီးနန္တရားကိုမုန်းတိပြီးကျင့်တဲ့အခါအတ္တညတဘုံရောက်သွားတယ်ကဘာ900ရုပ်တုကြီးဘဝရောက်သွားတယ်ပြီးရင်ပြန်ပေါ်လာပြန်ဒုက္ခရောက်ပြန်ဆုံးမတတ်ဘူးအဲ့ဒီဗြဟ္မဘုံတွေဟာကောင်းကင်ဘုံတွေလို့ဆိုပြီးတော့ခဏခေတ်ကမျှော်မှန်းတယ်တကယ်အဲ့ဒီကောင်းကင်ဘုံရောက်တဲ့လမ်းကြောင်းဤစနစ်ကဘုရားဘာသာမှာရှိတယ်ဘုရားဘာသာမှာတကယ်ရှိတယ်ဗြဟ္မဖြစ်တဲ့ဤစနစ်သမထကျင့်စဉ်ကျင့်အဲ့ဒီနည်းနဲ့သာကောင်းကင်ဘုံရောက်နိုင်တာဖြစ်တယ်ပေါ့သို့တော်အဲ့ဒီကောင်းကင်ဘုံဆိုတာအနိစ္စဒုက္ခအနတ္တဆိုတဲ့စက်ဝန်းတွေကမလို့တပ္ပိသင်္ခါရအနိစ္စဆိုတဲ့စက်ဝန်းတွေကနေထွက်သွားခြင်းမရှိဘူးဒီထဲပဲပြန်လဲပါပဲဖြစ်တယ်။အိုခြင်းနာခြင်းသိခြင်းဆိုတာမလို့ဒါကြောင့်မို့သူတို့သွားသမျှရှောက်လန်းသမျှလမ်းကြောင်းတွေဟာကုံမက်ခမှားနေတဲ့လမ်းတွေကိုသွားနေကြ။မှားနေတဲ့လမ်းကိုသွားသည့်အတွက်ကြောင့်သူတို့ဟာဒုက္ခအကြီးကျယ်ရောက်နေကြ။အဲ့ဒီမှာမှန်ကန်တဲ့လမ်းကြောင်းကိုပြမဲ့လူကငါမှတပါးသူကမရှိဘူးလို့မြတ်စွာဘုရားတို့ဟောတယ်။အေးနှလုံးစိတ်ဝမ်းအေးချမ်းဖို့အတွက်မြတ်စွာဘုရားမှန်ကန်တဲ့လမ်းကြောင်းကိုဟောပြလိုက်တာ။ဘဂိရှင်မအကျင့်တရားကျင့်ကြံကြုတ်ကိုအထုခြင်းဖြင့်အန္တရာဝကလွတ်နိုင်တယ်။ကဲမြတ်စွာဘုရားရဲ့ဘဂိရှင်မအကျင့်တရားဆိုတာစဉ်းစားကြည့်လိုက်။သမဝါစာသမကမ္မန္တသမအာစီဝသီလနဲ့ပတ်သက်ပြီးတော့ချင်းဘဂိရှင်မအကျင့်တရားကိုကျင့်ရတယ်လို့ဆိုတာဟာဆိုပါတော့ရိတ်တန်သွားပြီးစခန်းဝင်မှာဖြစ်တယ်မဟုတ်ဘူး။ကိုယ်အိမ်မှာနေစဉ်ကျင့်လို့ရတယ်။သိဖို့ပဲရိတ်တာသွားလုပ်ဖို့လုပ်တဲ့နေသိချင်လို့ရိတ်တာသွားသင်္นานတက်တဲ့သဘောပဲနော်အာနေသွားပြီးရိတ်တာသွားစားနေလို့မဖြစ်ဘူးအဲ့မှာသိဖို့ပဲအရေးကြီးတာနော်ကဲဒါဖြင့်အဲ့ဒီလမ်းကြောင်းပေါ်ကိုရှောက်ချင်တော့နံပါတ်1သမ္မာဝါစာစပြီးတော့လေ့ကျင့်သမ္မာဝါစာဆိုဒီမှာမှန်ကန်သောစကားကိုပြောဆိုခြင်းဆိုဒါဖြင့်မှားတဲ့စကားတွေကဘာတွေတော့လိန်ပြောတာမှားတယ်တူနဲ့တူမတည့်အောင်ဂုံးတိုက်တာမှားတယ်ကြမ်းတမ်းပြီးတော့ရက်ဆက်တဲ့ကြမ်းတမ်းတဲ့စကားမျိုးတွေနော်
သူများမခံတာတဲ့စကားမျိုးတွေဖရုဒဝါစာတွေမှားတယ်အကျိုးမရှိတဲ့စကားတွေပြောတာမှားတယ်ဘုဒ္ဓဝါဒပိတုနာဝါစာဖရုဒဝါစာသမဗလာပါကဲငါတို့ရောပြောလားမပြောဘူးလားကိုယ့်ဘာကိုယ်စဉ်းစားတာအေးလေပြောတယ်ဆိုရင်သမဝါစာဖြစ်ဘူးကိုယ်မက်ကလမ်းကြောင်းမတက်ဘူးနော်လမ်းမှားပေါ်သွားနေအေးမလိမ်ဘူးငါတို့ကမှန်မှန်ပဲမှန်တာပဲပြောတယ်မက်ကလမ်းကြောင်းပေါ်တက်တယောက်နဲ့တယောက်မတက်အောင်ငါတို့မပြောဘူးခုံးမတိုက်ဘူးမက်ကနဲ့လမ်းကြောင်းပေါ်ရောက်တယ်လူတစ်ဖက်သားကိုရိုင်းပြတဲ့အပြောဆိုတွေနဲ့မပြောဘူးလိမ္မာရင်ချင်းစွာရင်ချင်းချင်းပြောတယ်ဟောမက်ကလမ်းကြောင်းပေါ်တက်တယ်အကျိုးမရှိတဲ့တရားလက်လွတ်စကားတွေကိုမပြောဘူးတကယ်ကိုလောကအကျိုးတန်တရားအကျိုးရှိတဲ့စကားမျိုးတွေကိုပြောတယ်ဟောမက်ကလမ်းကြောင်းပေါ်ရောက်သွားတယ်အဲ့ဒါကိုတမ္မာဝါစာလို့ခေါ်တယ်အဲ့ဒါကိုကိုယ်တိုင်ကျင့်ဒါကိုလမ်းကြောင်းပေါ်ရောက်နေပြီလို့ပြောချိုလူကြီးဟာကဘာဘာလမ်းကြောင်းနဲ့ရောက်တိုင်းသူပတ်နေမှာပဲသူကအဲ့ဒါလိုပဲမြတ်စွာဘုရားချမှတ်တဲ့လမ်းကြောင်းပေါ်ရောက်လိုက်ရင်ဒုက္ခတွေအများကြီးတက်တာတယ်လိမ်လီမှုဆိုတာလည်းမရှိဘူးတယောက်နဲ့တယောက်မတည့်အောင်ဂုံတိုက်မှုချွန်နဲ့မှားတာဆိုတာမရှိဘူးနော်ဆဲရေးတိုင်းထွာတာဆိုတာလည်းမရှိဘူးအကျိုးမဲ့စကားတွေပြောဆိုခြင်းဆိုတာလည်းမရှိဘူးလူလောကကောင်းကျိုးပြုတဲ့စကားမျိုးတွေကိုလည်းပြောတယ်ဟုတ်လားဒီဟာတမ္မာဝါစာတမန်ကမ္မတာတဲ့သူများတဲ့ကိုမတတ်ဘူးအကျဉ်းတရားထားတယ်မေတ္တာထားတယ်သူတစ်ပါးတာမိသူများဥစ္စာကိုမယူဘူးဒီယောသားဖြောင့်မတ်စွာနေတယ်သူတစ်ပါးတာမယားကိုမပြစ်မှားဘူးဂုဏ်သိက္ခာရှိရှိနေတယ်ဟောတမန်ကမ္မတာအဲ့ဒါဆိုရင်ဒီကနေ့ခေတ်လေဒါတွေကလူတော်လူကောင်းပဲပြောမယ်ဆိုရင်၅ပါးသီလလုံးတယ်နော်၅ပါးသီလလုံလိုက်တာနဲ့တပြိုင်နက်ကြည့်၅ပါးသီလလူတိုင်းလုံမယ်ဆိုရင်အဲသူများလုံတာမလုံတာသာထားကိုလုံမယ်ကိုလုံလိုက်တာနဲ့တပြိုင်နက်ကိုမှလူသားမှုဆိုတဲ့ပြစ်မှုရာဇဝမှုကျူးလွန်တာကိုမရှိဘူးသူများဥစ္စာခိုးမှုလူရဲမှုတိုက်ခိုက်မှုဆိုတာကိုမကျူးလွန်ဘူးရိတ်လုံထားဆိုတာကိုမလုပ်ဘူးမကျူးလွန်ဘူးနော်လိန်လေးစားပြီးသူတော်ဘာအကျိုးပြအောင်လုပ်တယ်ဆိုကိုမလုပ်ဝိရစေဝါကိုမသုံးဘူးဆိုကိုယ်ကဘာလေးဟာအေးချမ်းတယ်အေးကိုနဲ့ကိုပတ်ဝန်းကျင်မှာငါးပါးသီလလုံရပြီဆိုလို့ရှိရင်အေးချမ်းတဲ့ကဘာတစ်ခုဖြစ်နံပါတ်1ကိုယ်ကဘာကိုရင်အေးအောင်ကိုဒီ၅ပါးသီလလုံအောင်ကြိုးစား၅ပါးသီလလို့ဆိုတာနဲ့ဒီလူတွေဟာဝိလတ်နဲ့အတွေးမျိုးကိုအတွေးမိတတ်တယ်သို့တော့ကောင်းမွန်တဲ့ကိုချင်းတရားတစ်ခုအနေနဲ့ကိုဟာလက်ခံကျင့်သုံးတယ် morality ဆိုတာဒါပြောတယ်နော်ကိုချင်းတရားကိုကောင်းလိုက်ဒီကိုချင်းတရားကောင်းခြင်းအပြင်လူဟာလူသိက္ခာအပြည့်အဝရပါရမရကိုယ့်အကိုစဉ်းစားကြည့် human dignity ဆိုတဲ့လူသိက္ခာဟာငါးပါးသီလပေါ်မှာရှိတယ်ငါးပါးသီလကျင့်ဖို့ဖောက်ပြန်တဲ့ပုဂ္ဂိုလ်ဒီ human dignity မရှိတော့လူခုံခြင်းကိုချင်းတရားတွေပြပြတယ်လို့ဆိုတယ်အဲ့ဒါတမ္မာဝါစာတမန်ကမ္မတာပဲတမ္မာအာစီဝါဆိုတာအသက်မွေးတဲ့အခါဒီကျူးစရိုက်တွေနဲ့အသက်မမွေးဘူးမှန်ကန်တဲ့နော်အပြစ်ကင်းတဲ့နိလန်းတွေနဲ့အသက်မွေးတယ်ဆိုတော့သူများပညာသင်ပေးခြင်းဖြင့်ရလာတဲ့ငွေကြေးနဲ့အသက်မွေးတယ်ကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့အသက်မွေးတယ်စိုက်ပျိုးရေးလုပ်ပြီးတော့အသက်မွေးတယ်ဒါတွေဘယ်သူမှမထိခိုက်မနစ်နာတဲ့အသက်မွေးမှုတွေပဲအဲ့ဒါလို့အသက်မွေးမှုဆိုရင်တမ္မာအာစီဝါဖြစ်သွားတယ်ဟောတာလမ်းကြောင်းပေါ်တက်တယ်အဲ့ဒီအတိုင်းလိုင်းနာကျင့်သုံးလို့သီလပြေဝသွားပြီဆိုလို့ရှိရင်နှလုံးစိတ်ဝမ်းအေးချမ်းသွားဒီအတိုင်းလိုင်းနာလို့ရှိရင်လိုင်းနာဒီမှာနှလုံးစိတ်ဝမ်းအေးချမ်းဒီအိဗယ်ကိုပြောတာနော်အေးဒီတဲ့တဆင့်တဲ့တမာတိကိုယ်ကိုစိတ်ငြိမ်အောင်ထက်လေဝင်လေမှတ်တယ်စိတ်တွေမှာလောဘတွေမဖြစ်အောင်ထိန်းတယ်ဒေါသတွေမဖြစ်အောင်ထိန်းကာမိသန္တာလို့ဆိုတဲ့ကာမဂုဏ်အာယုစိတ်တွေထိန်းတယ်ဗျာပါဒဆိုရယ်မုန်းတီးတဲ့စိတ်တွေထိန်းအဲ့ဒီလိုနိဗ္ဗာန်တရားတွေကိုယ့်ရဲ့ထဲမှာဒါတွေမရှိအောင်ဒီထွက်လေဝင်လေမှတ်တာတို့ဘုရားကုံတော်ပွားတာတို့မေတ္တာပွားတာတို့ဆိုတဲ့ကျင့်စဉ်တစ်ခုကိုနေ့စဉ်နဲ့အမျှကိုယ်စိတ်လေးကိုတမာရီကျင့်စဉ်လေးတစ်ခုကျင့်အဲ့တမာရီကျင့်စဉ်လေးတစ်ခုကျင့်တဲ့နေရာမှာတမာတိဖြစ်ဖို့အတွက်ဝီရိယလုံးလားစိုက်တာပါရတယ်တတိပါရတယ်ဒါကြောင့်မို့တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိဆိုသုံးခုပေါင်းထားတာအဲ့ဒီလိုသီလပြီးတဲ့အခါမှာတမာတိတော့ရမယ်
အဲ့တော့ခုနပြောတဲ့သီလကဘာကိုအကျိုးပြုတာလဲလို့ဆိုရင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်တယောက်ဒီအနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာကိုခံတာငါမဟုတ်တာမလုပ်ဘူးကိုယ့်ကိုပြန်တွေးလိုက်ရင်ပြစ်ကင်းကိုယ့်ကိုငါမဟုတ်တာလုပ်ထားတာမရှိဘူးလို့ဆိုရင်ရင်ထဲမှာအေးချမ်းသွားတယ်မဟုတ်တာလုပ်ထားတဲ့ပုဂ္ဂိုလ်ကတပူနွေးနွေးဖြစ်တယ်အဲ့တော့အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးရပြစ်ကင်းတဲ့ချမ်းသာမျိုးကိုအကြောင်းပြုပြီးတော့ချမ်းသာရင်စိတ်တည်ငြိမ်တယ်ဟောတမာတိဖြစ်လွယ်ဒီလိုဆိုလို့နော်တမာတိဖြစ်လွယ်ကိုယ်တီလာလေးကိုကိုပြန်ဆင်ကျင်ကြည့်လိုက်ဆင်ကျင်လိုက်လို့ရှိရင်ငါဟာဘယ်တော့မှမဟုတ်တာမလုပ်ဘူးသူများတယ်လည်းငါမတတ်ဘူးသူများဥစ္စာလည်းမကိုငါရဲ့ကိုချင်းတီလာကောင်းတယ်လို့စဉ်းစားလိုက်တဲ့အချိန်မှာစိတ်ကကြည်နူးသွားကြည်နူးမှုကြောင့်ဝမ်းသာမှုဖြစ်တယ်ဝမ်းသာမှုကြောင့်ပီတိဖြစ်တယ်ပီတိကြောင့်ကိုရောစိတ်ရောငြိမ်းချမ်းသွားတယ်ကိုရောစိတ်ရောငြိမ်းချမ်းသွားတဲ့အခါမှာချမ်းသာတယ်ဆိုတာဖြစ်တယ်ချမ်းသာလာတဲ့အခါဘာဖြစ်တယ်ဆိုစိတ်ကလေးကငြိမ်းလာတမာတိဖြစ်လာတမာတိဖြစ်ပြီးဆိုမှဘာဖြစ်လဲဆိုယထာဘူတညာဏတဒနာဘဝအခြေအနေမှန်ကိုကောင်းကောင်းသိသွားယထာဘူတညာဏထဒနာသိတယ်မြင်တယ်အမှန်ကန်သိတယ်မြင်တယ်ဆိုရင်ဉာဏ်ဟာတမာတိရှိမှဖြစ်တယ်ဒီလိုဆိုလို့လေဒါကြောင့်မြတ်စွာဘုရားအဲ့ဒီကျင့်စဉ်တိုင်းကျင့်တော့ယထာဘူတညာဏတဒနာအမှန်ကန်သိသွားပြီဆိုကဲအမှန်ကန်ကဘယ်လောက်ထိအောင်သိတယ်လဲခုနပြောငါဟာအိုရအောင်ပါအိုခြင်းသဘောကိုမလွန်သေးဘူးဒါအမှန်ကန်သိတယ်ငါသည်ဖြာနာတတ်တဲ့ယောဂရတတ်တဲ့သဘောရှိတယ်ယောဂရခြင်းသဘောကိုငါမလွန်နိုင်သေးဘူးငါမှသိခြင်းသဘောရှိတယ်သိခြင်းသဘောတရားကိုငါမလွန်နိုင်သေးဘူးလို့ဟောဒီလိုသိတာအမှန်ကန်သိတယ်လို့ခေါ်တယ်အဲ့ဒီကနေပြီးတော့ကုသိုလ်လို့သိတယ်အကုသိုလ်ကိုအကုသိုလ်သိအေးလောဘဒေါသမောဟဆွဲအကုသိုလ်တွေအလောဘအလောဘအမောဟဆွဲကုသိုလ်အကုသိုလ်သိတာလည်းအမှန်သိတယ်လို့ခေါ်တယ်အဲ့ဒါလို့ကိုလို့ရမယ့်ဟာနဲ့မလို့ရမှာသိတယ်မလို့ရမှာကိုသိတယ်လို့ရမှာကိုသိအမှန်ဒိဋ္ဌိပဲဒါလေအဲ့ဒီကနေပြီးနောက်ဆုံးသိရမယ်အဆင့်တိုးမြင့်သွားပြီးသိရမယ်ဟာတော့ဘာတော့ဆိုရင်ငါးတဏ္ဍမှာဖြစ်နေတဲ့ယုတ်တိနန္ဒေဟာဘယ်ရမှမမြဲဘူးအလုံးပြောင်းလဲနေတာဘာနဲ့ဥပမာတူလို့အေယာဝတီမြစ်ထဲကမြစ်ရည်တွေဟာထာဝရစီးဆင်းနေတယ်လို့ပဲငါခန္ဓာကိုယ်မှာဖြစ်နေတဲ့ယုတ်တိနန္ဒေသဘာဝတရားတွေဟာထာဝရပြောင်းလဲနေတဲ့အရာတွေသာဖြစ်တယ်လို့ဒီလိုမြင်တာထာဝရပြောင်းလဲနေတဲ့အရာကြီးတည်မြဲမှုမရှိဘူးတည်မြဲမှုမရှိတဲ့အရာတွေပေါ်မှာငါတွေ့တားနေလို့မဖြစ်ဘူးအမှန်ကန်မြင်လာမှန်ကန်မြင်တဲ့အခါကျတော့ဒါဒီပေါ်မှာစိုးရိမ်စိတ်ဆိုတာမလာတော့မလာရင်နှလုံးစိတ်ကအေးချမ်းသွားအမှန်မြင်မှနှလုံးစိတ်ကအေးချမ်းအမှန်မမြင်မဲနဲ့စိတ်ကူးရင်နေလို့ရှိရင်တော့နှလုံးစိတ်ကအေးချမ်းမှုမလာဘူးဘာလို့လဲဆိုရင်တဘာဝကသူ့အတိုင်းသူဖြစ်လာအေးလက်ကိုမီးမလောင်သေးမပူသေးဘူးအဲ့ဒါသူကသူမလောင်လို့မပူတာငြိမ်းတာမဟုတ်ဘူးလောင်လာတဲ့အခါမှာမပူဘူးဆိုမှငြိမ်းတယ်လို့ခေါ်တယ်နော်အေးဒါကြောင့်မို့နှလုံးစိတ်ဝင်အေးချမ်းမှုအတွက်အမှန်ကန်မြင်အောင်ကြိုးစားဆိုလိုတာကတော့ခဏခေတ်စကလုံးနဲ့ပြောရမယ်ဆိုဝိပဿနာကျင့်စဉ်ချက်ပေါ့ကျင့်လိုက်ပြီဆိုတဲ့အခါမှာတရားခတ်သိအမမြဲဘူးပြောင်းလဲနေတဲ့တရားတွေသာဖြစ်တယ်ဘဝကြီးဆိုတာလည်းမတည်မြဲဘူးနော်ဖြစ်ပေါ်လာပြီးရင်ပြတ်သွားမယ်အဲ့ဒီဖြစ်မှုပြတ်မှုသဘောတရားတွေလွန်မြောက်မှသာတယ်မြတ်စွာဘုရားဟောခဲ့တဲ့ဝေယဓမ္မသင်္ခါရတရားတွေဆိုပြောင်းလဲပျက်စီးနေတဲ့အရာတွေသာဖြစ်တယ်ဒါတွေပေါ်မှာငါတွေ့တာနေလို့မဖြစ်ဘူးအသိဉာဏ်တွေဝင်လာတဲ့အခါယုံနာခန္ဓာတွေပေါ်မှာကိုယ်ကနေတတ်ထိုင်တတ်တာခါတိုင်းလို့ဆွဆွလန်းလန်းကြီးမဟုတ်ငါဟာငါပိုင်နာနဲ့ဆိုဆွလန်းမှုတွေရှိတော့တဲ့ရော့သွားတယ်ငါတနေ့ကျတော့အကုန်ထားခဲ့ရမှာဆိုတော့သဘောပေါက်သွားရော့သွားတယ်အဲ့လိုရော့သွားတဲ့အခါမှာဒါတွေ့တမှုရော့တယ်လို့ခေါ်တယ်တွေ့တမှုရော့လာလို့ရှိရင်တောကလည်းရော့လာတယ်တွေ့တမှုများလေလေတောကများလေလေနော် where there is attachment there is worry ဆိုတွေ့တာတဲ့နေရာမှာ worry ဆိုတာလာတယ်တွေ့တမှုမရှိတဲ့နေရာမှာ worry ဆိုတော့ကမလာဘူးတွေ့တာမှုရှိပါလားဒါကြောင့်မို့ဝိပဿနာဉာဏ်ဖြင့်တွေ့တာမှုကိုခွာလိုက်တဲ့အခါမှာတောကဆိုရောကြသွားနောက်ဆုံးလုံးဝခွာလိုက်ရင်လုံးဝရောကြအဲ့ဒါကိုပြောတာနှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်သည့်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားများနှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်တဲ့မြတ်ဗုဒ္ဓရဲ့ဆုံးမတရားများဟာနာယုမသာပြီးကိုယ်တိုင်လိုက်နာကျင့်သုံး apply လုပ်ရမယ်လို့ပြော
နေ့စဉ်နဲ့အပလိုင်းလို့ဆိုတာနေ့စဉ်တရားထိုင်ခိုင်းတာပြောတာမဟုတ်ဘူးဘဝမှာဆင်ခြင်တုံတရားနဲ့နေရမယ်တပြေးပြေးပါသွားအောင်စဉ်းစားတာလည်းจิตနာခေါ်တယ်ဒါပဲနော်လိုက်နာจิตသုံးမှုက2မျိုးရှိတယ်ခဏခဏစဉ်းစားပြီးတော့သဘာဝတရားတွေကိုကိုယ်ခန္ဓာကိုယ်နဲ့ဆက်ဟပ်ပြီးကြည့်ပြီးသိရှိနားလည်ဘုဒ္ဓကြီးထိုင်မှတရားထိုင်တာမဟုတ်ဘူးအဲ့ဒါသမာဓိရအောင်ကျင့်တာနော်ကိုယ်အသိဉာဏ်နဲ့ကိုယ်လောကကြီးကဘယ်အရာမှမမြဲဘူးဆိုတာကိုသိလာလို့ရှိရင်ကိုယ်ရင်ထဲမှာရှိတဲ့တွေ့တာမှုတွေကိုရှုံးချနိုင်သည်ထိအောင်အဲ့ဒီအမြင်ကိုခိုင်မာအောင်လုပ်ရမယ်လို့ဆိုအဲ့ဒါလို့ချစ်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်သာလေမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေကငြိမ်းချမ်းမှုကိုပေးတာဖြစ်ပါတယ်ကမ္ဘာလောကမှာရှိကြတဲ့လူသားတွေဟာငြိမ်းချမ်းမှုကိုမရကြပါဘူးစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုမရနိုင်ကြတာဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမနဲ့ကင်းဝေးနေလို့သာဖြစ်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာထိုက်တဲ့တော့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုသိရှိနားလည်ကြတယ်ဒါကြောင့်မို့နှလုံးစိတ်ဝမ်းအေးချမ်းစေနိုင်သည့်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားများဆိုတာကိုဘုန်းကြီးတို့တွေမှတ်သားပြီးလိုက်နာကြမှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့လက်ဝဲရှိနေတဲ့အခွင့်ကောင်းကြီးကိုလက်မလွတ်စေပဲမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတွေအတိုင်းမှန်ကန်တဲ့အတွေးတွေတွေးပြီးမှန်ကန်တဲ့အမြင်တွေရအောင်တို့တွေကြိုးစားအထောက်မှသာလဲနှလုံးစိတ်မှာအေးချမ်းမှုရမှာဖြစ်တယ်လို့ကိုယ်စီယုံကြည်ပြီးကျင့်ကြံကြိုးကုပ်ပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း